多久地个主人，今啊多人路几啊，半个里啊表来的，老家也拉巴，都会马皮送来的，半次都苗个表的，头发的生来是的。ဒါဆိုတမီးကလည်းကိုလုပ်ပြီးတော့ဒီကလည်းကိုလုပ်ရိုက်ပြီးတော့ဆရာရဲ့ပြီးတော့မရှိရဆရာလိုင်းမှာအမြဲတမ်းတွေ့တယ် ဆက်ပြရအောင် ဟုတ်ပါ အဲ့တော့ဒီလိုလေးလေ ဆရာတတိယပြီးဒီလိုဖြစ်တာ ဒီလေးတက်တဲ့ဆက်တော့ပဲအမေတို့လည်းကောင်းတာ ဒီနေ့ကောင်းတယ်တတိယလည်းနေရလာတာဆိုတော့လေပြီးဆရာရဲ့ကားတွေတော့ဆရာပြီးတဲ့ character တွေသုံးဖို့တော့ကြာတယ်ဒီဥဆောင်ရတာလည်းဆရာနဲ့ရိုက်ပြီးပါဆိုတော့ကားပြရမယ် ဟိုအဓိကတော့ကိုကလည်းဒီလိုပါဟိုဦးစမလည်းတမီးတယောက်သားပြောတမီးဆိုတဲ့နေရာရောက်ဘယ်သူ့ကိုသားသမီးလိုပဲပေါ်ထားတယ်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ဒါပေမဲ့အမြင်မတော်တာရှိနေတော့လည်းပြောတာ ဟုတ်တယ်ဆရာတော့ဆုံးပါတယ် ဒါပေမဲ့လူတွေအမြင်မှာတော့ပြောချင်ပါပဲဒီကကိုယ်စိတ်ကမှုကိုယ်စိတ်လုံးဖို့သမီးနဲ့ကိုဆက်ပြီးဒီကြရတာဒါသမီးပြောလို့တွေ့ကြတာသမီးမျိုးဘာလို့လဲတွေ့ကြတယ်ဦးစလာမင်းနဲ့တွေ့တယ်ဒီနေ့တည်းအလုံးမဆိုင်မနဲ့ပုံစံတာလည်းမရှိဘူး ဆရာဆိုရင်တော့တို့အများနဲ့ဆုံးတော့ရိုက်ကွင်းမှာဆိုလို့ရှိရင်ဆရာကတားတယ်အပြင်မှာဆိုရင်လည်းတကယ်ကိုသားတကယ်ကိုသားသမီးတွေဒါမှမဟုတ်ဆရာတကယ်ဘာမှမလုပ်ဆက်ဆက်နေတယ် ဦးစီးရဲ့သဘောတရားကတော့ဟို personal ဘယ်တော့မှညာ personal မပါဘူးလို့တော့ရကိုယ့်ရဲ့လုပ်ငန်းလုံးတဲ့ဥစ္စာမျိုးရှိတယ်ဒါလေးမျိုးလို့ရှိတယ်အခုလည်းရိုက်မယ်ဆိုတော့စိတ်ကူးပေါ့နော်ကိုသားသမီးတွေအကုန်ပါတယ်ဥမာကုတောက်ဆိုလည်းပါတယ်တခြားကလေးတွေလည်းပါတယ်နောက်ဟိုနန်းကပူဆိုတဲ့ကလေးတွေလည်းပါတယ်နောက်ကောင်းလေးဟိုကုစပစ်တို့ဘာတို့ညာတို့လည်းစိတ်မှတင်အောင်ပါသေးတယ်အဲ့တကကြတော့နန်းဝင်နေလဲဖျက်ရရမယ်လို့သူ့လည်းနေရာလေးတစ်ခုပေးခြင်းအဓိကတော့ကွာအနုပညာလောကမှာအနုပညာတစ်ခုခုလုံးနေတယ်ဆိုတော့ဟာလေးပေါ့ကျင်တာဒါပဲအဲ့တော့ဒီကားမှာလည်းအဲ့ကြီးခင်နဲ့တောင်းမှဆိုရင်နည်းနည်းလေး character ဆန်းဆန်းလေးလုပ်ထားတယ်။တမီးက touch လေးပဲမှနေတာဆိုတော့ခက်တယ်။အဲ့ဒီကလိုချင်တဲ့ design လေးတွေလည်းပို့ထားတယ် တမီးအဲ့ဆရာပြောတဲ့ဒီဇိုင်းမျိုးတွေရှာထား ။ရှာပြီးအဲ့ကောင်အငက်နဲ့ပဲလုပ်ချင်တာ။အငက်ပုံမှာမှလည်းနည်းနည်းလေးတခြားအယောင်လေးအနီတို့ပါတော့ရောလိုက်ပေါ့နော်။အညိုတို့ပါအဲ့ ဒီအောင် အရင်ရွှေအောင်တွေပါလည်းမသွားကြဘူး။ခစ်ကဟိုဘက်ခစ်ဆိုတော့လေ ဟိုရွှေ